သားသိရနော်ဖေးခွက်တွေသားသိနေတယ်နော် ညူညူချောချောမမကျွတ်ကျွတ် ဟုတ်လေ ဘလို့နည်းနဲ့မှလူကောင်းမဖြစ်နိုင်ဘူးညီမလေးကလေလုံးဝကြည့်မရအောင်အကောင် မောင်လေးခေါင်းကတရားတက်တာရလားလို့လာကြည့်တာ မမလေအခြေအနေကိုလည်းကြည့်ပါအောင်ဒါမသက်တာတဲ့ပုံစံလားလို့ မတတ်ထောင် ငါရဲ့နေတာဟိုဘက်လေ မတတ်တော့မမပြောနေလည်းတော့မူလား မမောင်မိသားဘာလို့ဘာလို့ ဘလို့ဖြစ်နေတာလဲစံတော့တိတ်ခါနဲ့ထိမ့်ပါအောင်မလဲချက်တွေမလောက်နဲ့နော် ညီမလေးလိုစလင်းပေါ်ဒီကိုကြိုက်တဲ့ကောင်လေးလေးစီ ဟိုင်ဘောင်းကလေးလေဟိုလေဦးရသားနဲ့မမနဲ့ကိုအဖေတယောက်အနေနဲ့သဘောမတူတဲ့အကြောင်းကိုပြောခိုင်းတာလေ ဒါအမှန်တရားလေးခင်ကြီးရဲ့ ဘာလို့မှန်တရားလဲမမငကိုကလေးကစိတ်ရငယ်တတ်တာ ဒိုက်တာ ဟုတ်တယ်မမလူကောင်းလာကြည့်တာစိတ်ကနုနုလေးရဲ့ မင်းကအဲ့ဘွားတယ်လုံးဝသဘောမတူဘူးကွာကဲ ဖေမမဘွားတော်လို့မဟုတ်ဘူးငါမြစ်တာရက်ခံနေမှာဖေးအဖေက3နှစ်ကြီးများအောင်ငယ်တယ်ဗျ ဒီမှာဘာတော့ဒီလိုကောင်မျိုးရှင်ယုံပြီးလို့ရတော့လေတနေ့ကျမလိုပဲပလစ်ခံရမယ်ဆိုတာကြိုတွေးထား မမအသက်တာကြီးอ่ะနုံနုံနုံအတတနဲ့ဥသားကြောင့်ဥတိုင်းပဲလူလေဘလို့ပဲဖြစ်ဖြစ်ဥသားနဲ့မမကိုလုံးဝသဘောမတူနိုင်ဘူးဥနဲ့ဆိုရင်တော်သေးရဲ့ မောင်လေးစားလေ မမစားပါလား မောင်လေးစားပါ မမစားလို့ ချစ်ချစ်ဟာ ဘယ်လိုအမျိုးတုံလဲ ဖေဖေမွေးတဲ့ကလေးကြတော့သားနဲ့ဖေတူအမေခွဲညီကျွန်တော်မွေးတဲ့သားကဖေဖေမွေးတဲ့သားရဲ့တူဘောလို့ကျွန်တော်မွေးတဲ့သားနဲ့အဖေရဲ့မိန်းမကြတော့ ဖေဖေနဲ့ခင်ဗျာခင်ဗျာလူပြန်နဲ့မမနဲ့ဒီမှာ သားမွေးတဲ့သားနဲ့ဖေဖေနဲ့ အဲ့တော့မင်းသားကထင်ဖို့ရဲ့ဖေလူမေဝက်ကြီး ကဲတော်ပါတော့တော်ကြပါတော့ ဒါဆိုရင်ဒီကလေးကရှင်တို့နှစ်ယောက်ရဲ့ဟုတ်တယ်မဟုတ်ဘူး မမမောင်လေးကလေးမဟုတ်ဘူးအဲ့ဒါဖေဖေကလေး ရှင်းနေဟိုခလေးမလည်းသမီးမရှိဘူးဆိုတော့ ရှင်တို့သားဖာလေလက်တော့ခေါင်းဆောင်တာတွေကြီးကန်းနေပဲသိလားနောက်လည်းမပတ်သက်ဘူး အဲ့မှာရက်လိုက်ဟာလေဖေ ကပြမ်းချိုက်ချစ် Mama, it's a go, not time to say hello. I dream of money, oh, money, it's a G like ball. Make my mountain cheering on. Nyam ya so duro, take money, go, mama, chante. I need what you mean, mountain ball. ငါတို့ဒီခေါင်းမရိုက်နဲ့လက်ကထားနဲ့ဖိုင်ချလိုက်ဗျာ